မြို့မှာတိတ်ပြီးတော့မရှိပါဘူးဒါတွေကတော့မှာပဲရတဲ့မိုးရာဒီကြတဲ့ခါမှာလိုက်ရှာလို့လိုက်ရှာရင်ရတဲ့မှုဦးလေးတွေပဲဖြစ်ပါတယ်အင်းလင်းတော်ဒီကျုံးမင်တော်ဒီအောက်မှာအခုလိုမှုဦးလေးတွေမိုးရာရင်လိုက်ရှာရတာပဲဖြစ်ပါတယ်အာလူဒီဦးလို့ခက်ဆင်ဆင်လေးပါဒီမှုဦးလေးတွေမှာကျွန်တော်တို့ကရှီတန့်စင်အောင်စီကြောပြီးတော့ရုပ်ဆောင်နဲ့ထဲ့ထောင်းပြီးတော့ကြက်သွန်ဒီစီမွေးတက်ပြီးတော့ဒီထောင်းထားတဲ့ဒီမိုးလေးကိုထည့်ကြောရေလေးနဲ့ထည့်လူလောက်လေးနဲ့လောက်ထည့်ကြောဒီခန်းဒီလောက်ကြာမှကျွန်တော်တို့ကစွန်းရွက်လေး3-4မြင်ထည့်ပြီးတော့ကြောစားရင်အရန်စားလို့ကောင်းတယ်မိုးဦးပဲဖြစ်ပါတယ်ဒါကျွန်တော်တို့လည်းစားဘူးပါတယ်မစားဘူးတဲ့လူတွေလည်းရှိမှာပါဘုဟုတုဒအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်